မြင်တဲ့မှာမျက်လုံးတွေဝါးတဲ့သူတွေမျက်လုံးတွေကြည့်လို့မကောင်းတဲ့သူတွေအဲ့လိုလူမျိုးတွေပါလားအဲ့လိုလူမျိုးတွေပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားနှင်းကအဲ့လိုမျိုးဖြစ်နေတဲ့သူတွေအတွက်တဘာဝစင်းနီလန်းလေးကိုလာပြီးပြောပြပေးမှာဖြစ်တယ်အခုတော်တော်များများကပေါ့နော်အခုခေတ်မှာတော်တော်များများဆိုလို့ရှိရင်ဒီလိုမျိုးပြဿနာတွေလူတိုင်းနေပါကြုံရလိမ့်မယ်ဘာလို့ဆိုရှင်လူကြီးလူငယ်လူလက်မရွေးပေါ့နော်ဖုန်းကိုတုံးနေကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်များများဆိုလို့ရှိရင်အခုနောက်ပိုင်းဆိုလို့ရှိရင်အသက်ငယ်ငယ်လေးတွေနဲ့မျက်မှန်တကားကားနဲ့တက်နေရတဲ့အနေအထားကိုရောက်နေကြပြီအဲ့လိုလူမျိုးတွေအတွက်ကိုပေါ့နော်ကိုတဘာဝစင်းနီလန်းလေးကိုနှင်းကလာပြီးပြောပြပေးမယ်နှင်းတငယ်ချင်းရွာကအဖွားကိုဆိုလို့ရှိရင်သူ့အသက်က80ဖြစ်ပြီးအခုချိန်ထိသူ့မျက်လုံးကကောင်းတော့မယ်နော်သူ့ရှိမှဖြတ်ချောက်သွားတဲ့လူမောင်ဖြူမောင်နီပေါ့နော်အကောင်လုံးတွေးသမျှလူကို तू ကဘသူဘဝဆိုတာကိုဖြတ်ချောက်သွားတဲ့သူမှန်သမျှကို तू ကဘသူဘဝဆိုတာကိုအကောင်လုံးသိတယ်မြင်တယ်ရှင်းရှင်းလင်းလင်းမြင်ရတော့အဲ့ဒါသူ့ကိုမေးကြည့်လိုက်တော့အဖွားဘာကြောင့်အဲ့လိုမျိုးမျက်လုံးအခုချိန်ထိကောင်းနေရတာလဲပေါ့နော်မျက်လုံးအခုချိန်ထိဘာကြောင့်ကြည်ကြည်လင်လင်းနဲ့မြင်ရနေရတာလဲဆိုလို့ရှိရင်အဖွားက तू လုပ်တဲ့တဘာဝဆင်းနီလန်းလို့ပြောပြတယ်အဲ့ဒါဆိုလို့ရှိရင်အရန်ကိုလွယ်ကူတယ်စပယ်ပန်းနဲ့ပဲလုပ်ရတာဖြစ်တယ်အခုလိုမိုးရင်းပိုင်းကာလာမှာစပယ်ပန်းပွင့်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်လုံးရတာလည်းအရန်ကိုအဆင်ပြေစေတယ်။သူကမနက်မိုးလေးအိမ်ရထားလာပြီဆိုရှင်သူ့ channel ရဲ့စပယ်ပန်းကိုခူးတယ်။စပယ်ပန်းတွေကိုလှုပ်ပြီးတော့ရေလေးကိုတေးသေးချာချာတန့်စင်သွားအောင်ဆေးတယ်။ဆေးပြီးသွားပြီဆိုလို့ရှိရင်သူကပေါ့နော်ဖန်ခွက်လေးတွေကိုထည့်ပြီးတော့ရေလေးကိုစပယ်ပန်းမြုပ်အောင်3လက်မလောက်ကိုထည့်ပြီးတော့ရှင်အမုံအမွားတွေမဝင်အောင်လို့သူကအဖုံးလေးနဲ့ဖုံးထားတယ်။ဖုံးထားပြီးတော့သူကညအိတ်တဲ့အချိန်မှာအိယာနီအိတ်ခန့်ဒီအချိန်မှာဒီစပယ်ပန်းစိန်ထားတဲ့ရေကိုမျက်လုံးထဲကိုခတ်တယ်အဲ့လိုခတ်တဲ့အချိန်မှာဆိုလို့ရှိရင်ပထမဆုံးစခတ်တဲ့နေ့မှာတော့မျက်ဝတ်တွေထွက်ပြီးတော့ဗောနော်မျက်လုံးပိတ်တာမျိုးဖြစ်တယ်အဲ့ဒါကကြောက်စရာမလိုဘူးဆက်ပြီးတော့ခတ်လို့ရတယ်ဗောနော်အနာနဲ့ဆေးတွေ့တယ်လို့မျိုးတွေ့ပြီးတော့ဖြစ်တာဗောပြီးလို့ရှိရင်သူက3ရက်နဲ့4ရက်ကြာမှဆိုလို့ရှိရင်အဲ့လိုမျိုးတွေမဖြစ်တော့ဘူးနောက်ပိုင်းရက်တွေမှာဆိုရင်3ရက်နဲ့4ရက်ကြာထိပဲဖြစ်တယ်နောက်ပိုင်းရက်တွေမှာဆိုရှင်အဲ့လိုမျိုးတွေမဖြစ်တော့ဘူးဆက်လုပ်ပြီးလို့ရတယ်အဲ့မျိုးကိုဘယ်လိုမျိုးဘယ်နှစ်ရက်လုံးရမှာလဲဆိုလို့ရှိရင်9ရက်တိလုံးရမှာဖြစ်တယ်9ရက်လုံးမယ်15ရက်နားမယ်9ရက်လုံးမယ်15ရက်နားမယ်အဲ့လိုမျိုးလုပ်ပေးပြီးတော့ကိုက4ဘက်မြောက်မှာနေပေါ့နော်ကိုယ့်ရဲ့မျက်လုံးကြည့်မကောင်းတာတွေဝေတာဝါတာတွေမျက်လုံးတိမ်ဖြစ်ဖူးတဲ့သူတွေအတွက်ဆိုလို့ရှိရင်လုံးဝတိတိတတာကိုမျက်လုံးကိုကြည်လင်စေတယ်ကောင်းစေတယ်တဘာဝနီးလန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲလိုက်လို့ကြည့်နော်အရန်ကိုကောင်းတဲ့စေနီလန်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တခုတတိထားရမှာကကြတော့လေစပယ်ပန်းဆိုလို့ရှိရင်အပင်ရရင်ခူးတဲ့လက်ဆက်ပန်းဖြစ်ရမယ်ပေါ့နော်ဆေးဆိုးထားတဲ့ပန်းတို့ဟိုစပယ်ပန်းပေါ့နော်ဟို6ခန့်နီးတို့နွမ်းနေတဲ့ပန်းတို့အဲ့လိုမျိုးပန်းတွေဆိုမရဘူးတကယ်ကိုအပင်ကနေလက်ဆက်ခူးပြီးတော့လှုပ်တဲ့ပန်းမျိုးဖြစ်ကြမယ်ပေါ့နော်စပယ်ပန်းရင်ရဆိုလို့ရှိရင်လေတော့9ရက်မှာဆိုလို့ရှိရင်ဒီနေ့မနက်စိန်နဲ့ညဘက်မျက်စင်းခတ်တယ်နောက်နေ့မနက်မှာဆိုရှင်အဲ့စပယ်ပန်းကြီးကိုတုံမြစ်ကမယ်အတစ်ထက်လဲရမယ်အတစ်ထက်ပြီးမနက်စောစောမှထပ်ပြီးရေစိန်ရမယ်အဲ့လိုမျိုးအတစ်လဲပေးရမှာပါနော်တခါစိန်ပြီးတော့9ရက်ခက်ကမှလည်းမဟုတ်ပါဘူးဒါကြောင့်မို့လို့အခုလိုမျိုးဒီနီးလန်းလေးရဆိုလို့ရှိရင်တော်တော်များများအတွက်ပေါ့နော်အကျိုးရှိမယ်လို့နှင်းကမျှော်လင့်ပါတယ်အားလုံးပဲလိုက်လုပ်ကြည့်ပါနော်အဆင်ပြေကြပါစေကျမဒုက္ခနဲ့ပြည့်စုံကြပါစေနော်ဘိုင်ဘိုင်